ဒီဇလန်လေးကတော့စကားမပြောနိုင်တဲ့မိန်းကလေးကိုအတန်ပြန်ရအောင်လုပ်ပေးခဲ့တဲ့ဝိညာဉ်လေးအကြောင်းပဲဖြစ်ပါတယ်။မိုးခိုဖို့အတွက်ဝိညာဉ်လေးဟာမိန်းကလေးရဲ့ကြောပိုးခြင်းတွေကိုခိုးဝင်ပုံအောင်ခဲ့တယ်။သူနိုးလာတဲ့အချိန်မှာတော့မိုးကြိုးတန်တွေရဲ့လွှမ်းမိုးမှုကြောင့်သူ့ရဲ့ကိုပြောင်းနိုင်စွမ်းပျောက်ဆုံးသွားခဲ့ပြီဆိုတာသိလိုက်ရတယ်။ဒါကိုမြင်တဲ့မိန်းကလေးကသူ့ကိုချင်းထဲကထုတ်ပေးခဲ့တယ်။ထူးဆန်းတာကသူမဟာဝိညာဉ်လေးကိုရံမမှုတဲ့အပြင်သူမမရှိတဲ့တလက်တဲတော်ထီကိုတောင်ဝိညာဉ်လေးအတွက်ထားပေးခဲ့တာပါ။မိန်းကလေးရဲ့ကျင်နာမှုကြောင့်ဝိညာဉ်လေးဟာစိတ်ဝင်စားသွားပြီးအဲ့ဒီအချိန်ကစလို့သူမဘေးမှာပဲနေထိုင်ခဲ့တော့တယ်။သူထေးအိမ်မှာမြင်းချောင်းနဲ့အလုပ်သွားလုပ်တဲ့အခါဝိညာဉ်လေးကနောက်ကနေလိုက်ပါခဲ့တယ်။မြင်းစာတွေဖိတ်ချတော့မဲ့အချိန်မှာကိုကင်ပေးတဲ့ကျမ်းပြန်လဲရင်ကူညီပေးတယ်။သူမလဲကြတဲ့အခါမှာလည်းမနာအောင်ခုခံပေးခဲ့တယ်။ဒါပေမဲ့မကြခင်မှာပဲမိန်းကလေးဟာစကားမပြောနိုင်တဲ့အတန်စိတ်တူတူဖြစ်နေတာကိုဝိညာဉ်လေးတည်သွားခဲ့တယ်။အချိန်တွေကုန်လွန်လို့မိန်းကလေးအရွယ်ရောက်လာတဲ့အခါနေ့တိုင်းမြင်းစာကျွေးပြီးတိုင်းတိုင်းကိုမိပြီးအိမ်ကသခင်လေးကိုတိတ်တိတ်လေးချောင်းကြည့်နေတတ်တာကိုဝိညာဉ်လေးတတိထားမိလာတယ်။သူမသခင်လေးကိုချစ်နေမိပြီဆိုတာကိုဝိညာဉ်လေးချက်ချင်းနားလည်သွားခဲ့တာပေါ့။ဒီနေ့မှာတော့သူမဖေကသူမအတွက်အိမ်ထောင်ဖက်ရှာထားပြီးပြီဖြစ်ကြောင်းမြင်းချောင်းသမားသိရတာနဲ့အိမ်ပြန်ပြီးလက်ထက်ရမယ်လို့ရုတ်တရက်လာပြောခဲ့တယ်။ဒါကိုကြားတော့မိန်းကလေးကဘာမှပြန်မပြောဘဲငြိမ်နေပေမဲ့မျက်ရည်တွေကတော့တားမရအောင်စီးကျလာခဲ့တယ်။ဒါကိုမြင်ရတဲ့ဝိညာဉ်လေးဟာမိန်းကလေးအတွက်သူ့ရဲ့တက်တန်းနှစ်တရာနဲ့လဲပြီးတရက်စာအတန်ပြန်ရအောင်အသေးအတန်စူးစမ်းအားထုတ်ပါတော့တယ်။ဒါပေမဲ့မထင်မှတ်ထားတဲ့မတော်တဆမှုတစ်ခုမှာဝိညာဉ်လေးရဲ့တောင်ပံတွေကိုကျွတ်တကောင်ကခိုးသွားတာကြောင့်သူ့ရဲ့ဆွမ်းအားတွေဟာတိုးမလာတဲ့အပြင်ပိုပြီးတော့တောင်အားနေသွားခဲ့ရတယ်။အဲ့ဒီအချိန်မှာပဲမြင်းချောင်းသမားတစ်ရောက်လာခဲ့တယ်။အဲ့ဒီမျိုးသမီးဟာတကယ်တော့နမိတ်ကျော်ဝိညာဉ်ကုဆရာမတူဖြစ်နေတာကိုဝိညာဉ်လေးတည်သွားပြီးသူ့ရဲ့တောင်ပံတွေကိုပြန်ယူပေးဖို့တောင်းပန်ခဲ့တယ်လို့မိန်းကလေးအတွက်သူ့ရဲ့ဆုံးဖြတ်ချက်ကိုလည်းပြောပြခဲ့တယ်။ဒါကိုကြားရတဲ့ဝိညာဉ်ကုဆရာမဟာဝိညာဉ်လေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ဆုံးဖြတ်လိုက်တယ်။သူမဟာသခင်လေးစီကိုသွားပြီးမိန်းကလေးနဲ့တွေ့ဆုံဖို့စီစဉ်ပေးခဲ့တယ်လို့ဝိညာဉ်လေးရဲ့နှစ်တရာတက်တန်းရွေကနေဖြစ်တည်လာတဲ့ဆေးလုံးလေးကိုလည်းမိန်းကလေးရဲ့လက်ထဲထည့်ပေးလိုက်တယ်။နောက်ဆုံးမှာတော့မိန်းကလေးဟာသူမဖြစ်ချင်ခဲ့တဲ့အတိုင်းသခင်လေးနဲ့တွေ့ခွင့်ရခဲ့ပြီးအဲ့ဒီအချိန်မှာပဲစကားတွေဆက်ပြောနိုင်ခဲ့တယ်။သူတို့နှစ်ဦးဟာဝါတော်ထဲမှာလမ်းလျှောက်ရင်းပျော်ပျော်ပါးပါးစကားတွေပြောခဲ့ကြတယ်။မိန်းကလေးကမြင်းဆောင်ကအကြောင်းတွေကိုပျော်ပျော်ရွှင်ရွှင်ပြောပြတယ်လို့သခင်လေးကလည်းဝါပင်တွေကိုခုတ်ပြီးသူမအတွက်ငားခင်ပေးခဲ့တယ်။အဲ့ဒီနေ့လေခင်းဟာမိန်းကလေးရဲ့ဘဝမှာအပျော်ဆုံးချိန်ဖြစ်ခဲ့တာပေါ့။ဒါပေမဲ့သခင်လေးရဲ့ဘေးတဆောင်ရုပ်တွင်ကိုကြည့်နေရင်းနဲ့မိန်းကလေးဟာသူမရဲ့ခံစားချက်ကိုဖွင့်မပြောဖြစ်ခဲ့ပါဘူး။အချစ်ဆိုတာပေါင်းဖက်ရမှမဟုတ်ဘူးလေ။သူနေကောင်းချမ်းမှနေရင်ပဲသူမကျင်နေလာပါပြီ။မိန်းကလေးမထွက်ခွာခင်မှာဝိညာဉ်ကုဆရာမကလာနှုတ်ဆက်ပြီးဝိညာဉ်နဲ့တွေ့ဘူးလားလို့မေးခဲ့တယ်။မထင်မှတ်ပဲမိန်းကလေးကအဲ့ဒီဝိညာဉ်လေးအကြောင်းမှတ်မိနေပြီးအဲ့ဒီဝိညာဉ်လေးကအရန်ချစ်ဖို့ကောင်းတယ်လို့တောင်ပြန်ပြောခဲ့တယ်။ဒါပေမဲ့သူမသိခဲ့တာကတော့သူမရဲ့ကြီးမားလာတဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တာဟာအဲ့ဒီဝိညာဉ်လေးကိုယ်တိုင်ပဲဆိုတာပါပဲ။ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆို like နဲ့ follow ပေးပါဦး။